ဗီဒီယိုတစ်ပုတ်ရဲ့နောက်ကွယ်ကအလုပ်တွေစက္ကန့်30စာဗီဒီယိုတစ်ပုတ်ရဲ့နောက်ကွယ်မှာနိုင်ပေါင်းများစွာအလုပ်တွေရှိပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့နိုင်လေးကင်မရာကွန်ပျူတာ channel ဒီစကွယ်မှာလူတွေကသင်မိသားဗီဒီယိုတစ်ပုတ်ကိုမြင်ကြတယ်ဒါပေမဲ့ဒီဗီဒီယိုတစ်ပုတ်အတွက် script တွေရေးရတယ်ကင်မရာရှိမှအချိန်ချင်းရိုက်ရတယ်အမားတွေကိုပြန်ဖြည့်ရတယ် edit လုပ်ရတယ် export လုပ်ပြီးမှတင်ရတယ်ဒီ process ဒီအားလုံးကကင်မရာကိုမကြောက်တော့အောင်နေတိုင်းလေ့ကျင့်ပေးနေတဲ့အရာတွေပါလူတော်တော်များများကရလက်ကိုမြင်ပြီးနောက်ကွယ်ကကြိုးစားမှုကိုမြင်ကြအောင်ဒါကြောင့်ကိုယ်တိုင်စလုပ်တဲ့အချိန်မှာအခက်အခဲတွေလက်လျှော့သွားတတ်ကြပါတယ်ရလက်ကိုမလိုက်ပါနဲ့ process ကိုချက်ပါမနေ့ကတည်းက1%ပိုကောင်းလာဖို့နေတိုင်းလုပ်ခဲ့တဲ့အလေးချင်းတွေကပဲတကယ်တိုးတက်မှုကိုဖန်တီးပေးပါတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ perfect ဖြစ်ဖို့မဟုတ်ပါဘူးမနေ့ကတည်းက1%ပိုကောင်းလာဖို့နေတိုင်းကင်မရာရှိထွက်ပြီးကိုယ့်ကိုတိုးတက်အောင်လုပ်နေတာပါတကယ်ချင်းမင်းရောပါအောင်နေတိုင်း1%ပိုကောင်းအောင်လေ့ကျင့်နေတယ်ကိုမမပြောခဲ့ပြီပါကျေးဇူးတင်ပါတယ်